Sanya pinya pada ya wadana badu niku mon mamya minglaba jadi timbya bime dengan zalia tandia deshin ye dengan zan number chop ဖြစ်တဲ့ဒီမိုးဒီဝါဆိုတဲ့အပိုက်ကလေးဖြစ်ပါတယ်ဒါလေးကိုမသိငင်မနေ့တော့အရင်နေ့อ่ะပေါ့နော်အရင်နေ့အပိုက်နဲ့တီးထားတဲ့စံရွှင်ပျော်ပါဆိုတဲ့အပိုက်ကလေးကိုကျွန်တော်ပြန်တီးပြပါမယ်ဆုံးထားတာဖြစ်ပါတယ်စံရှင်ပြောပါတယ်လို့ဆုံးထားတဲ့အခါမှာလက်တည်နေရာရွှေ့ရမှာဖြစ်တယ်ညာဘက်ကစရွှေ့ပါပြီလက်တန်းကညာဘက်လက်တန်း၄ပေါက်ထီအောင်ရွှေ့လိုက်ပါတယ်၄ပေါက်ထီအောင်ရွှေ့လိုက်တယ်ဘယ်ဘက်လက်ကလက်မက၅ပေါက်ကိုရအောင်ရွှေ့လိုက်ပါတယ်ဒီမှာပါအဲ့တော့အဲ့ဒီဟာလေးကိုကျွန်တော်ပေါင်းတီးမှာဖြစ်တယ်ဒီလိုဇုံရဲလိုက်တာဖြစ်တယ်၄ပေါက်နဲ့၅ပေါက်ကိုဇုံရဲလိုက်တာဖြစ်ပါတယ်ဒီလိုရတယ်ပြီးရနဲ့လက်တကြွယ်ညာဘက်လက်တကြွယ်က၅ပေါက်ကိုရဲလိုက်တယ်ပြီးရင်ဘယ်ဘက်လက်တကြွယ်ကလည်းတန်မှန်ကိုရဲလိုက်ပါတယ်ဒီလိုဖြစ်တော့ပြန်ကြည့်ပါဦးရပြီအဲ့ဒီ position အတိုင်းပဲလက်တွေနေရာမရွေ့သေးပဲနဲ့နောက်တစ်ချောင်းပြောင်းလိုက်တာဖြစ်တယ်ပြန်ကြည့်ပါဦးဒီတစ်ခါကျတော့ရှေ့ကိုဒီဘက်တလန့်တိုးလိုက်တာဖြစ်တယ်ဒီလိုဖြစ်တော့ပါတယ်ဘာတွေလဲညာဘက်လက်တကြွယ်၅ပေါက်ဘယ်ဘက်လက်ညှိုးက6ပေါက်ကိုရောက်လာတယ်ဒီဖြစ်သွားတယ်အဲ့တော့ခုနကတော့ position တိုင်းပဲဒီမှာတော့ကျတော့လက်တန်းလက်မတွဲခဲ့တယ်လို့ဒီမှာကျတော့လက်သက်ကျွယ်လက်ညှိုးတွဲလိုက်တယ်ဆိုတော့ဘယ်ဘက်လက်သက်ကျွယ်ကတန်မှန်ကိုထောက်တယ်လို့ပဲအခုကျတော့ညာဘက်ကဒီဘက်တစ်ခွက်တိုးလာတယ်လို့မျိုးပဲဘယ်ဘက်ကလက်တန်းကလည်းဒီဘက်ကိုတစ်ခွက်တိုးပြီးထောက်လိုက်တာဖြစ်တယ်ဒါပါပဲဒီလိုဖြစ်သွားပါတယ်ပြန်ကြည့်ပါဦးဒီလိုဖြစ်သွားတယ်ပြန်ကြည့်ပါအောင်ဖြည်းဖြည်းပြန်ပြပါမယ်ဒီလိုဖြစ်သွားတယ်အဲ့ဒီအနေထားကြကမှဒီလိုတိလိုက်တာဖြစ်တယ်ဒါဘာတိလိုက်တာလဲဆိုတော့ဒီတန်လေးရအောင်တီးအောင်ဖြစ်တယ်ဒါကိုမြန်တီးတာဖြစ်တယ်ဒီလိုလေးဖြစ်သွားမှာပြန်ကြည့်ပါဦးဒါကိုအမြန်တီးတော့ဒီတန်လေးပါပြီးရင်ဒီဘက်ကဘယ်ဘက်လက်တကြွယ်ကတန်မှန်ကိုထုလိုက်တယ်တရိပ်ဘိဆိုတဲ့အတန်မျိုးပါအဲ့အချိန်မှာပြောင်းဆိုပြီးကျွန်တော်တို့လက်မနှစ်ချောင်းအသင့်ဆောင်နေတဲ့လက်မနှစ်ချောင်းပြောင်းဆိုရလိုက်တာပါညာဘက်ကတန်မှန်ဘယ်ဘက်က၅ပေါက်အဲ့ဒါကိုဇုံရိုက်တာဖြစ်တယ်တရိပ်ပြီးပြောင်းဒီလိုဖြစ်တော့ပါတယ်ရပြီတရိပ်ပြီးပြောင်းပြန်ကြည့်ပါအောင်တရိပ်ပြီးပြောင်းဒီလိုဖြစ်တယ်အဲ့တော့ပြန်ပေါင်းကြည့်ကြစို့ဒီလိုဖြစ်သွားပြီအဲ့ဒီအနေထားနေရောက်ပြီဆိုတာနဲ့ဒီဘက်ကဘဲဘဲလက်တကြွယ်ကတန်မှန်ကိုပြန်ပိတ်ပေးလိုက်တယ်ဒါလေးပါပြန်ပိတ်လိုက်တယ်ဒီသဘောလေးပါပြန်ကြည့်အောင်ဒီလိုပါပြန်ကြည့်ပါဦးပိတ်လိုက်ပြီးတာနဲ့ညာဘက်လက်ညှိုးလက်ရှိနေတဲ့လက်မလေးကိုကြော်လိုက်တယ်ပေါ်ကနေဒီလိုလေးကြော်မှာပါဒီလိုလေးကြော်လိုက်တယ်ကြော်ပြီးရင်လက်ညှိုးနှချောင်းဇုံရိုက်မှာဖြစ်တယ်ကြော်လိုက်တယ်ဇုံလိုက်တယ်ကြော်လိုက်ပါတယ်ဇုံရိုက်တယ်အဲ့တော့ဘယ်လိုပုံစံဖြစ်သွားလဲကြည့်အောင်ပါ
ဖြစ်သွားတယ်အဲ့လိုဇုံရိုက်ပြီးတာနဲ့လက်မနှစ်ချောင်းဒီမှာလာပြီးတရန့်မှာတရန့်ရှေ့မှာတော့တီးခဲ့ဘူးတဲ့တရန့်မှာပဲဇုံတရန့်လို့ဖြစ်သွားပါတယ်ဇုံတရန့်အဲ့တော့ပေါင်းကြစို့ဖြစ်သွားပါတယ်အဲ့ဒီဟာလေးပြီးရင်တရံပြီးရင်ဇုံထပ်ရိုက်မှာပါအဲ့တော့ဘယ်လိုဖြစ်သွားလဲဇုံတရံဇုံဘယ်လိုဖြစ်သွားပါလဲဇုံတရံဇုံဘယ်လိုဖြစ်သွားလဲဇုံတရံဇုံဘယ်လိုဖြစ်သွားပါလဲပြန်ကြည့်ပါဦးဒီလိုဖြစ်သွားတယ်အဲ့တော့ဇုံတရံဇုံပြီးတာ ਨੇ ညာဘက်လက်တကြွယ်ခုနှစ်တန်မှာအသင်ရှိနေတယ်ဒါလေးပါတစ်ချက်သေးပါညာဘက်တစ်ဖက်ထည့်ရလိုက်တယ်ဒီဘက်ကလည်းလက်တကြွယ်တန်မှန်မှာအသင်ဆောင်နေတယ်တေးဘီလို့ရိုက်မှာဖြစ်တယ်တေးဘီရပြီဇုံတရံဇုံတေးဘီဒီလိုဖြစ်တော့ပါတယ်ပြန်ကြည့်ပါဦးဇုံတရံဇုံတေးဘီအဲ့မှာဘာထပ်လုပ်မလဲဆိုတော့ဗျောင်းဆိုပြီးရိုက်မှာဖြစ်တယ်ဗျောင်းဆိုဘယ်လိုရိုက်မလဲဆိုတော့ညာဘက်လက်ကလေးတန်မှန်ဘဲဘက်လက်မ9ပေါက်ဇုံရက်လိုက်ပါတယ်ဇုံရက်လိုက်ပြီဒါဗျောင်းဆိုတဲ့အတန်မျိုးထွက်မှာပါဗျောင်းဒီဘက်ကတန်မိတ်ကလေးထုတ်လိုက်တယ်ဘယ်လိုဖြစ်သွားလဲဒီလိုဖြစ်သွားမှာဖြစ်တယ်ပြန်ကြည့်အောင်ပါဒါပါပဲအဲ့တော့အားလုံးပေါင်းတီးမယ်ဆိုလို့ရှိရင်တိုင်နှစ်ခေါက်တီးရမှာဖြစ်တယ်ဒီတိုင်းတီးရမှာဖြစ်ပါတယ်အဲ့တော့ဒီဟာလေးကိုစီဝါလေးပိုင်ပိုင်နေနေနဲ့လေ့ကျင့်ကြည့်ပါအောင်နော်ဝလက်နဲ့ပဲတီးရမှာဖြစ်တယ်ချွန်တောက်ပါပဲနော်ဝလက်စီးနဲ့တီးရမှာဖြစ်တယ်စီးတစ်ချက်ဝါတစ်ချက်ဖြစ်တယ်ဒါကြောင့်ဝလက်စီးလေးနဲ့ကျင့်ကြည့်ပါတတိချာဖြည်းဖြည်းလေးပြန်ကျင့်ကြည့်ပါနော်ကျွန်တော်ပြန်တီးပြပါအောင်မယ်ဖြည်းဖြည်းလေးတီးပြမယ်လေ့ကျင့်လိုက်ကြပါဦး